မိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့တော့ကျွန်တော်တို့ဒီ inverter လေး DC ကနေ AC မပြောင်းတော့တဲ့ပြစ်ချက်လေးကိုကျွန်တော်တို့ဘူသုဒအနေနဲ့လေ့လာကြရအောင်ပါခင်ဗျာinverter ကိုစမ်းဖို့အတွက်ကျွန်တော်တို့ power supply မှာ12 volt လောက်ချိန်ထားလိုက်ပါမယ်ပြီးရင် power supply ကကလစ်ကလေးတွေကိုဒီ battery ညက်ကလစ်လေးတွေမှာချိန်ထားပါမယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ inverter clock ကိုဖွင့်ကြည့်ပါမယ် inverter clock ကိုဖွင့်ကြည့်လည်းပဲ inverter indicator လေးကမလင်းတော့ပါဘူးเนาะနောက်က fuse မြန်ပြတ်သလားလို့ fuse ကိုဖြုတ်ကြည့်ပါဦးမယ် fuse ကကောင်းပါတယ်ခင်ဗျရှေ့က battery ငုတ်မှာဒီငုတ်နှစ်ငုတ်ကို battery ဆက်နှစ်ဖို့ရောက်ရလားဆိုတော့မီတာလေးနဲ့တိုင်းကြည့်ပါမယ်ဒီမှာကတော့မီတာခွက်ကလည်းပြတ်နေပါပြီ AC မီတာခွက်ကလည်းပြတ်နေတဲ့သဘောမှာရှိပါတယ်เนาะအဲဒီတော့ကျွန်တော်တို့မီတာလေးနဲ့တိုင်းကြည့်မယ်မီတာမှာ DC ဘို့တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ DCB ရဲ့12ဘို့တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့50မှာထားပြီးတော့တိုင်းပါမယ်เนาะဘက်ထရီကိုတိုင်းတော့မယ်ဆိုရင်အနီနဲ့မှန်အောင်တိုင်းဖို့လိုပါတယ်ခင်ဗျာ analog မီတာတွေနဲ့ဘက်ထရီတိုင်းတော့မယ်ဆိုရင်အနီနဲ့မှန်အောင်တိုင်းဖို့လိုပါတယ် digital မီတာတွေမှာတော့မတိုင်းမိရင်လည်းဘာမှမဖြစ်ပါဘူးသူကရှေ့ကနေပြီးတော့ minus ဆိုပြီးတော့ပြမှာဖြစ်ပါတယ် analog မီတာတွေမှာတော့မှားတိုင်းမိရင် tungsten ကနောက်ကိုဆုပ်သွားပြီးတော့ခမ်းမသိရင်မီတာပြတ်သွားတတ်ပါတယ်နော်ဒီဘက်ကနောက်ဒီဘက်ကအပေါင်းဒီဘက်ကိုတိုင်းကြည့်တဲ့အခါမှာလည်းဘိုးကရောက်နေပါပြီနော်အဲ့ဒီအနေထားမှာမှ inverter ခလုတ်ဖွင့်တဲ့အခါမှာ inverter မီးလေးလည်းမလင်းပါဘူးမီးလည်းထွက်မလာပါဘူးအဲ့ဒီပြချက်ကလေးကိုကျွန်တော်တို့အတူလိုက်ပါကြည့်ရှုလိုက်ကြရအောင်ခင်ဗျာစလိုက်ကြရအောင်FVD ရဲ့ drain ငုတ်တွေကိုအပေါင်းဖို့ပေးတဲ့ coin ရိုးကို FVD နဲ့ရှင်းဆက်နှက်ဆုပ်ထားတဲ့ net တိုင်မှာခဲဆော်ထားတာဖြစ်ပါတယ်ခင်ဗျာဒီလမ်းကြောင်းကနေပြီးတော့အပေါင်းဖို့ကရောက်လာမှာဖြစ်ပါတယ်အဲ့ဒီအပေါင်းဖို့က fuse အိမ်ကိုဖြတ်ပြီးတော့အနက်ရောင်ကြိုးကိုအသုံးပြုပြီးတော့ drain ကိုပေးမယ်ကွန်မုန်းကုတ်ထဲကိုဝင်သွားမှာပါဒီအနက်ရောင်ကြိုးသုံးထားတယ်ဆိုပေမဲ့အပေါင်းဖို့လာမဲ့ကြိုးဖြစ်ပါတယ်เนาะအဲ့ဒီအပေါင်းဖို့ကဒီကနေရောက်ပြီးတော့ oscillator ကတ်ထဲကိုလည်းအပေါင်းဖို့လမ်းပြီးတော့ပို့ပေးတာဖြစ်ပါတယ် oscillator ကတ်ထဲကနေမှတစ်ဆင့် oscillator ကထွက်လာပြီးတော့ resistor လေးတွေနဲ့ oscillator short ပြီးတော့ FET တွေကိုအလုပ်လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာ nameplate ရှိမှရှိတဲ့ battery ငုတ်တွေကို power supply ကအနီးနဲ့ကြိုးနဲ့ဓာတ်ရိုက်ညှက်ထားလိုက်ပါမယ်ပြီးရင် power supply ခလုတ်ကိုဖွင့်မယ်ရှေ့က inverter ခလုတ်လေးကိုဖွင့်ကြည့်ပါမယ် inverter ခလုတ်ကိုဖွင့်လိုက်ပေမဲ့ရှေ့က nameplate မှာ inverter signal ပြတဲ့မီးအစိမ်းလေးမလင်းပါဘူးအဲဒါကြောင့်မလို့အထဲထဲကိုဘိုးတွေတေချာရောက်ရလားဆိုတာကိုမီတာလေးနဲ့တိုင်းကြည့်ပါဦးမယ်ခင်ဗျာဒီဘက်ကအနက်ဒီဘက်ကအနီးလုံးလေးတွေတေချာတိုင်းပါမယ်တေချာအသေးသေးကြကြနာမြင်ရအောင်လို့ကျွန်တော်တို့ dance key ကိုပြောင်းလိုက်ပါမယ်အဲဆိုရင်မီတာမှာ voltage ကိုကောင်းကောင်းလေးမြင်ရပါပြီဒီဘက်ကိုအပေါင်းဖို့ရောက်ရပါမယ်အဲ့ဒီအနေမှာ FED ရဲ့ drain တွေကိုအပေါင်းဖို့တွေရောက်နေရပါမယ်နှစ်ဖက်စလုံးမှာအပေါင်းဖို့ drain တွေကိုရောက်နေပါတယ်အဲ့ဒီအနေမှာတစ်ဆင်းကျွန်တော်တို့ relay ကိုသွားပါတယ်
rally ရဲ့တစ်ဖက်စတွေကိုလည်းအကုန်လုံးပိုးရောက်လာတိုင်းပါမယ်ရောက်ပါတယ်အဲ့ဒီကနေမှတစ်ဆင့်ခလုတ်ကိုသွားပါတယ်ခလုတ်ကိုပိုးရောက်မရောက်တိုင်းပါမယ်ခလုတ်ရဲ့အလဲသားလောက်ထိပိုးရောက်လာပေမဲ့ခလုတ်ရဲ့အပေါ်ဘက်မှာတော့ပေါ်စမှာတော့ပိုးရောက်မလာပါဘူးအဲဒါကြောင့်မလို့ဒီခလုတ်ကပြတ်နေတယ်လို့ယူဆရပါတယ်ရှေ့မှာလည်းကျွန်တော်ခလုတ်ကိုဖွင့်ထားပါတယ်နော်လဲသားကိုပိုးရောက်ပါတယ်အပေါ်ဘက်စကိုလည်းပိုးရောက်ရပါပါမရောက်ပါဘူးအဲ့ဒီတော့ဒီခလုတ်မှာပြတ်နေတယ်အဲ့ခလုတ်လေးကိုကျွန်တော်တို့ဖြုတ်ပါမယ်အသစ်လဲပါမယ် power supply ကိုခဏပိတ်လိုက်ပြီးတော့ဒီခလုတ်လေးကိုကျွန်တော်မီတာနဲ့တိုင်းကြည့်မှာဖြစ်ပါတယ်ခလုတ်ကိုမီတာနဲ့တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မီတာဝဲ selector ကိုအုံးတန်ဖိုးရဲ့အမြောက်တစ်စကေးမှာထားလိုက်ပါမယ်ပြီးရင် zero adjust ကိုတခဲအားရှိသလောက်ချိန်လိုက်ပါဦးမယ်ခင်ဗျာခလုတ်ရဲ့အပေါ်ဘက်နှစ်ဆကိုတိုင်းကြည့်ပါမယ်ခလုတ်ကိုဖွင့်ထားရမှာဖြစ်ပါတယ်နော်အပေါ်ဘက်နှစ်ဆကိုတိုင်းကြည့်ပါမယ်မီတာမှာမီတာညွှန်နှံလေးကပြမလာဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခလုတ်ကပြတ်နေတာပါဖွင့်ပိတ်ခက်လုပ်ကြည့်ပါဦးမယ်ပြန်တိုင်းကြည့်ပါမယ်ဟုတ်ပါတယ်မီတာမှာမီတာညွှန်နှံလေးလုံးဝပြမလာပါဘူးဒါကြောင့်ဒီခလုတ်ကလုံးဝပြတ်နေပါပြီအဲခလုတ်ကလေးကိုကျွန်တော်တို့ဖြုတ်ပါမယ်ထုံးစံအတိုင်းပဲခလုတ်ကိုဖြုတ်တော့မယ်ဆိုရင်ကျွန်တော်ထင်းရှူစီလေးနည်းနည်းတို့ပါမယ်ခဲဖြုံးမဲ့နေရာလေးတွေကိုထင်းရှူစီလေးနဲ့နည်းနည်းတို့ပေးထားပါမယ်ခင်ဗျာပြီးရင်ခန်းလေးနဲ့ခဲဖြုတ်ပြီးတော့ဇာကနာလေးနဲ့အသားရဆွဲယူပါမယ်အလဲစားအခကျိုးနဲ့အပေါ်ဘက်ကကျိုးနဲ့အဲ့လိုမျိုးလေးကွဲကွဲပြားပြားသိရအောင်လဲမာကာဆော့ပင်လေးနဲ့မှတ်ပါအောင်မယ်နော်အပေါ်စားကကျိုးကနှစ်ခုပူးထားပါတယ်တပင်ကအင်ဗာတာအင်ဒီကေတာမီးသိန်းလေးကိုသွားတာပါတပင်က relay ကနေလာတာပါ oscillator ကလာတဲ့အပင်လေးနဲ့ LED မီးသိန်းလေးကိုသွားမဲ့ပင်လေးပေါင်းထားတာပါနော်အဲ့ဒါလေးကိုမာကာလေးနဲ့မှတ်လိုက်ပါပြီပြီးရင်ကျွန်တော်တို့ခလုတ်ကိုကြောက်လက်လေးနဲ့ထိုးကလန့်ပြီးတော့အပြင်ဘက်ကိုတွန်းထုတ်လိုက်ပါမယ်အပြင်ဘက်ကိုနည်းနည်းရောက်လာပြီဆိုလို့ရှိရင်အပြင်ဘက်ကနေပြီးတော့လဲကြောက်လက်လေးနဲ့ကလန့်ပြီးတော့ဆွဲထုတ်ရမှာဖြစ်ပါတယ်ရပါပြီခင်ဗျာဒီခလုတ်လေးကိုဖြုတ်ပြီးတော့တိုင်းကြည့်ပါမယ်ခလုတ်ကဒီဘက်ကိုနှိပ်ထားတဲ့အနေထားမှာဆိုရင်စန့်ကျင်ဘက်ဒီဘက်ကနှငုတ်ကိုတိုင်းရမှာဖြစ်ပါတယ်မီတာလေးနဲ့တိုင်းကြည့်ပါမယ်မီတာမှာမီတာညွှန်နှံကလုံးဝပြမလာတော့ပါဘူးเนาะအဲဒါကြောင့်မလို့ဒီခလုတ်ကပြတ်နေပါပြီခင်ဗျာခလုတ်ကိုဒီဘက်ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်စန့်ကျင်ဘက်ကနှငုတ်ကိုတိုင်းကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီဘက်ကငုံနှငုတ်ကိုလည်းတိုင်းကြည့်ပါဦးမယ်မီတာညွှန်နှံပြမလာပါဘူးနှစ်ဖက်စလုံးခလုတ်ကအလုံးမလို့တော့ပါဘူးခင်ဗျာအဲဒါကြောင့်မလို့ဒီခလုတ်ကိုကျွန်တော်အသစ်လဲပါမယ်ခင်ဗျာဒါလေးကတော့ကျွန်တော်အသစ်လဲမဲ့ခလုတ်လေးဖြစ်ပါတယ်ဒီဘက်နှစ်ဖက်ကိုတိုင်းကြည့်ပါမယ်ခလုတ်ကိုဒီဘက်နှိပ်ထားတဲ့အခါမှာစန့်ကျင်ဘက်ကငုံနှငုတ်ကိုတိုင်းရမှာဖြစ်ပါတယ်မီတာမှာမီတာညွှန်နှံလေးပြလာပါပြီနော်အဲဒါဆိုဒီခလုတ်အသစ်ကစိတ်ချလက်ချနဲ့ထည့်လို့ရပါတယ်တခုပြောပြချင်တာကဒီဘက်ကိုနှိပ်လိုက်တယ်ဆိုပေမဲ့စန့်ကျင်ဘက်မှာရှိတဲ့ငုံနှငုတ်ကိုတိုင်းတဲ့အခါပြမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အထဲထဲမှာနီယွန်မီပါတဲ့ခလုတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပါခင်ဗျာအဲ့လိုမျိုးအထဲထဲမှာနီယွန်မီခလုတ်ကတစ်ဖက်ကိုပဲအလုံးလုပ်ပါတယ်နောက်တစ်ဖက်ကအလုံးမလုပ်ပါဘူးเนาะဒီအဟောင်းကတော့နှစ်ဖက်စလုံးအလုံးလုပ်တဲ့အမျိုးအစားပါဒီမှာနီယွန်မီသီးလေးပါတဲ့အကြောင်းကတော့ဒီမှာအပြောက်လေးပါနေပါတယ်เนาะနီယွန်မီသီးပါတယ်ဆိုလို့ရှိရင်လေအဲ့လိုမျိုးခွဲခြားနိုင်ပါတယ်ခင်ဗျာဒီခလုတ်လေးကဒီဘက်တစ်ဖက်စပဲအလုံးလုံးမှာဖြစ်ပါတယ်เนาะဒီနီယွန်မီရှိတဲ့ဘက်ကိုမီတာနဲ့တိုင်းကြည့်တဲ့အခါမီတာညွှန်နှံကပြမှာမဟုတ်ပါဘူးเนาะအဲ့ဒီနီယွန်မီရဲ့ဟိုဘက်ကငုံနှငုံမှာပဲမီတာနဲ့တိုင်းရင်ပြမှာဖြစ်ပါတယ်เนาะဒါဆိုရင်ဒီကလိုလေးဒီဘက်နှစ်ဖက်ကိုပဲခဲဆော်ရမှာဖြစ်ပါတယ်เนาะခဲဆော်မဲ့ငုံလေးတွေကိုထင်းရှူစီနဲ့တိုးထားပေးပါမယ်ပြီးခင်ခဲကေစော်ကန်းလေးနဲ့ခဲဆော်ပေးပါမယ်ခင်ဗျာခဲကျွေးထားတယ်လို့ခေါ်တာပေါ့နော်ခဲရင်ကျွေးထားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီခလုတ်ကိုခလုတ်အဟောင်းနေရာမှာအစားတို့တက်ဆင်မှာဖြစ်ပါတယ်။အဲ့ကလေးနဲ့အသားအရပြီးလိုက်ရင်ရပါပြီ။တွင်းဘက်ကနေပြီးတော့ခုနကဖြုတ်ထားတဲ့ကြိုးလေးတွေကိုပြန်ပြီးတော့ခဲကြီးဆော်ပေးရပါမယ်။
အလဲစားအလဲငုတ်မှာကတော့တစပဲဆောရပါမယ် rally ကနေလာတဲ့ကြိုးလေးဖြစ်ပါတယ်အပေါ်ဘက်ကငုတ်ကိုတော့ indicator မြည်စိန်လေးကကြိုးရဲ့ oscillator ကက်ကလာတဲ့ကြိုးရဲ့နှစ်ခုပူးပြီးတော့ခဲဆော်ပေးရမှာဖြစ်ပါတယ်ကြိုးလေးတွေကိုတက်တက်ရလေးပြန်ထားလိုက်ပါမယ် AC output ကြိုးလေးတစ်ချောင်းခဲကြီးပြုတ်နေတာကိုပြန်လဲဆက်သွယ်ပေးရပါအောင်မယ်ခင်ဗျာအသုံးပြုထားတဲ့ဝါယာကြိုးကအလူမီနီယံကွိုင်နဲ့အသုံးပြုထားတာဖြစ်ပါတယ်အဲ့လိုမျိုးအလူမီနီယံကွိုင်ကြိုးတွေကိုကျွန်တော်တို့ခဲကြီးဆော်မယ်ဆိုလို့ရှိရင်အခုလိုမျိုးကြီးကြိုးလေးနဲ့ရစ်ပတ်ပြီးတော့ခဲကြီးဆော်ရင်အဆင်ပြေပါတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်ပြတဲ့အတိုင်းလေးကြီးကြိုးလေးနဲ့ရစ်လိုက်ပါမယ်အဲ့ဒီကြီးကြိုးလေးကတော့တခြားကျွန်တော်တို့တခြားဝါယာကြိုးကနေပြီးတော့အမြင်ထုတ်ထားတာပါခင်ဗျာကျွန်တော်တို့ဒီကြိုးကဘယ်ကပြုတ်တာလဲဆိုတာကိုရှာကြည့်လိုက်တဲ့အခါမှာဒီခလုတ်ကနေပြုတ်တာဖြစ်ပါတယ်ဒီခလုတ်ကဘာခလုတ်လဲဆိုတော့ low height ခလုတ်ဖြစ်ပါတယ်เนาะ AC output ကိုမှအနည်းအများချိန်ပေးတဲ့ခလုတ်ဖြစ်ပါတယ်အပေါ်ကငုတ်ကကောင်းနေပါတယ်အောက်ကငုတ်ကနေပြီးတော့ပြုတ်သွားတာဖြစ်ပါတယ်ခင်ဗျာအဲဒီတော့ကျွန်တော်တို့ကဒီ low height ခလုတ်ရဲ့အောက်ဘက်ကိုဒီကြိုးလေးကိုခဲခီဆော်ပေးရမှာဖြစ်ပါတယ်ဒီကြိုးလေးကိုအရင်ဆုံးထင်းရှူစီလေးတို့ပြီးတော့ခဲခီဆော်ထားနေပါမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ခလုတ်လေးမှာခဲခီ join ပေးရမှာဖြစ်ပါတယ်ခင်ဗျာဆိုရင်ရပါပြီခလုတ်ကလေးလဲပြီးပြီဆိုတော့ကျွန်တော်တို့ oscillator ကက်ကနေပြီးတော့ oscillator ကောင်းကောင်းမွန်မွန်ထွက်မထွက်တိုင်းတာစစ်ဆေးရပါအောင်မယ်ခင်ဗျာFED ရဲ့ gain ငုတ်တွေနဲ့ oscillator ကတ်ရဲ့ကြိုးတွေကိုခဏဖြုတ်ပါမယ်ခင်ဗျာအဲဒီကြိုးစားလေးတွေရဲ့ထိပ်ကိုကျွန်တော်တို့ oscillator ထွက်မထွက်တိုင်းမှာဖြစ်ပါတယ်FED ရဲ့ drain ငုတ်တွေကိုအပေါင်းပို့ပေးထားတဲ့ coin ကြိုးစားလေးတွေကိုလည်းကျွန်တော်တို့ခဲခဲဖြုတ်ပေးရပါအောင်မယ်နော်oscillator ရဲ့ waveform က AC သဘောမျိုးနဲ့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ meter ရဲ့ selector ကို AC range မှာထားပါ AC scale ရဲ့အမြောက်30 range မှာထားလိုက်ပါမယ်နော် oscillator တိုင်းတဲ့အခါ meter တန်အနက်ကို battery အနှုတ်ငုံမှာထိထားပြီးတော့ meter တန်အနီကို oscillator ထွက်လာတဲ့အကျိုးစာလေးတွေမှာထိပြီးတော့တိုင်းမှာဖြစ်ပါတယ်တိုင်းကြည့်လိုက်တဲ့အခါ10volt ကျော်ကျော်ထွက်နေတာပဲနော်ဟိုဘက်တစ်ဖက်ကလည်း10volt ကျော်ကျော်ထွက်နေပါတယ်ဒါဆိုရင် oscillator ထွက်တာများနေပါတယ်နော် IC ကို8 volt သို့မဟုတ်9 volt ဝန်းကျင်လောက်နဲ့ပဲ regulator လုပ်ပြီးတော့အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ oscillator ကလည်း8 volt 9 volt အဲ့ဒီဝန်းကျင်လောက်ပဲထွက်ရမှာဖြစ်ပါတယ်ခင်ဗျာအခုထွက်နေတဲ့ oscillator volt ကနည်းနည်းများနေပါတယ်အဲ့ဒီတော့ကျွန်တော်တို့ oscillator ကတ်ကိုစစ်ဆေးရပါအောင်မယ်ခင်ဗျာ oscillator ကတ်ကိုလေ့လာကြည့်ကြရအောင်ခင်ဗျာတန်ရှင်းလေးလုပ်ပြီးတော့ oscillator IC နံပါတ်ကိုဖတ်ကြည့်လိုက်တဲ့အခါ HFE 4011 IC ကိုအသုံးပြုထားတာဖြစ်ပါတယ်ဘေးနားလေးမှာလည်း switching diode လေးနှလုံးပါပါတယ်အဲ့ဒီ switching diode လေးနှလုံးရဲ့အနီးနားမှာရှိတဲ့ 10K preset လေးကိုတိုင်းကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာခဲခေဖြုတ်မဲ့ 10K preset ရဲ့ငုတ်အခြေလေးတွေကိုထင်းရှူစီနဲ့တုပ်ထားပေးလိုက်ပါမယ်အဲဒီနောက်မှာကျွန်တော်တို့ခဲကေဆိုတဲ့ခန်းရဲ့ခဲစုပ်တန်လေးရဲ့ကိုအသုံးပြုပြီးတော့ 10K preset ကိုဖြုတ်လိုက်ပါမယ်ခင်ဗျာတိုင်းတာစစ်ဆေးမဲ့ preset က 10K preset ဖြစ်တဲ့အတွက်ကြောင့်မလို့ meter ရဲ့ selector ကိုအုံတန်ဖိုးရဲ့အမြောက် 1K scale မှာထားလိုက်ပါမယ်ခင်ဗျာပြီးရင် meter ကို0 adjust ချိန်ပါမယ်ခင်ဗျာ
10K preset ရဲ့ဘေးဆုံးငုတ်လေးနဲ့အလဲငုတ်လေးနဲ့ကိုတိုင်းမှာဖြစ်ပါတယ်ခင်ဗျာ preset ကိုမီတာတန်နဲ့ TV တိုင်းလိုက်တဲ့အခါမှာမီတာညွှန်တန်လေးကလုံးဝတက်မလာပါဘူးခင်ဗျာ preset ရဲ့တခြားဘေးတစ်ဖက်ငုံနဲ့အလဲငုံနဲ့ကိုလည်းမီတာတန်လေးနဲ့ TV တိုင်းကြည့်လိုက်တယ်မီတာတန်မှာလုံးဝမပြပါဘူးခင်ဗျာအဲဆိုရင်ဒီ 10K preset က infinity on ဖြစ်နေပါပြီเนาะဘေးဆုံးနှစ်ငုတ်ကိုတိုင်းကြည့်လိုက်တဲ့အခါမှာတော့ 10K အဖြစ်ပြရပါမယ်ဘေးဆုံးနှစ်ငုတ်ကိုတိုင်းကြည့်လိုက်တဲ့အခါမှာလည်းလုံးဝမပြတော့ပါဘူးဒါဆိုရင်ဒီ preset ကလုံးဝပြတ်နေပါပြီဒီ 10K preset လေးကတော့ကျွန်တော်အသစ်လဲမဲ့ 10K preset လေးပဲဖြစ်ပါတယ်ထုံးစံအတိုင်းပဲ circuit ပေါ်မှာတက်ဆင်အသုံးမပြုခင်မီတာလေးနဲ့အရင်တိုင်းတာကြည့်ပါဦးမယ်ခင်ဗျာ preset ရဲ့ဘေးငုတ်နဲ့အလဲငုတ်လေးကိုတိုင်းမှာဖြစ်ပါတယ်အဲ့လိုတိုင်းလိုက်တဲ့အခါမှာ 10K အဖြစ်ပြနေရမှာဖြစ်ပါတယ်နော်ဘေးဘက်နှစ်ဖက်ကိုတိုင်းကြည့်လိုက်တဲ့အခါမှာ 10K အဖြစ်ပြနေပါတယ်နောက်ထပ်ဘေးငုတ်လေးနဲ့အလဲငုတ်လေးကိုတိုင်းကြည့်လိုက်ပါမယ် 5K မှာပြနေပါတယ်တခြားတစ်ဖက်ဘေးငုတ်နဲ့အလဲငုတ်ကိုလည်းထပ်တိုင်းကြည့်ပါဦးမယ်ခင်ဗျာတခြားတစ်ဖက်ဘေးငုတ်နဲ့အလဲငုတ်ကိုတိုင်းကြည့်လိုက်တဲ့အခါမှာလည်း 5K အဖြစ်ပြနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ preset အသစ်က circuit ပေါ်မှာတက်ဆင်ဖို့အဆင်သင့်ဖြစ်ပါပြီနော်ဖြုတ်လိုက်တဲ့ preset ကတန် preset အကြီးဖြစ်တယ်ကျွန်တော်တို့အသစ်လဲမဲ့ preset ကငုတ်လေးတွေကနည်းနည်းစုနေတဲ့အတွက်ကြောင့်မလို့ပလာယာလေးနဲ့နည်းနည်းကပေးလိုက်ပါမယ်နော်အသစ်တက်ဆင်လိုက်တဲ့ preset လေးကိုခဲခဲဆော်ပေးပါမယ်oscillator ကတ်ကိုပို့ပေးထားတဲ့အပေါင်းအနှုတ်ကြိုးလေးတွေကိုခဲခဲပြန်ဆော်ပေးပါမယ်ခင်ဗျာဒီနေရာလေးကိုအနှုတ်ဘိုးနဲ့ဆက်သွယ်ပေးရပါမယ်ခင်ဗျာနောက်တော့ power supply ကိုဖွင့်မယ် inverter ခလုတ်လေးကိုဖွင့်လိုက်ပါမယ် inverter ခလုတ်လေးကိုဖွင့်လိုက်တဲ့ချိန်မှာမီးစိမ်းလေးလင်းလာပါပြီခင်ဗျာ oscillator လေးကိုတိုင်းကြည့်ပါမယ် oscillator တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မီတာရဲ့ selector ကို ACVA scale ရဲ့50 scale မှာထားလိုက်ပါမယ်မီတာလက်တံအနက်ကို battery အနှုတ်ဖို့ရှိတဲ့ငုတ်မှာထိထားလိုက်ပါမယ်မီတာလက်တံအနီနဲ့ oscillator ထွက်လာတဲ့ကြိုးစားလေးကိုတိုင်းလိုက်ပါမယ်7 volt ဝန်းကျင်လောက်မှာပြနေပါတယ်နောက်တစ်ဖက်ကိုတိုင်းလိုက်ပါမယ်နောက်တစ်ဖက်ကိုတိုင်းတဲ့အခါမှာလည်း7 volt ဝန်းကျင်လောက်မှာပြနေပါတယ်ခင်ဗျာအသေးစိတ်သိရဖို့အတွက်ကျွန်တော် selector ကို10 scale ဘက်ကိုပြောင်းလိုက်ပါမယ်တိုင်းကြည့်လိုက်ပါမယ် 9.5 ဝန်းကျင်လောက်မှာပြနေပါတယ်နောက်တစ်ဖက်ကိုတိုင်းကြည့်ပါဦးမယ်ခင်ဗျာနောက်တစ်ဖက်မှာလည်း 9.5 volt ဝန်းကျင်လောက်ပြနေပါတယ်ခင်ဗျာဒီချာသိရဖို့အတွက်ကျွန်တော်တို့ digital meter လေးကိုအသုံးပြုပြီးတော့တိုင်းတာကြည့်ပါဦးမယ်ခင်ဗျာ oscillator ကို digital meter လေးနဲ့တိုင်းတာပြီးတော့လိုအပ်တဲ့ဘိုးအနည်းအများလေးကို preset လေးကိုလှည့်ပြီးတော့ချိန်ပြီးတော့ညှိလိုက်ပါမယ်ခင်ဗျာ 3.78 နောက်တစ်ဖက်ကိုတိုင်းကြည့်မယ် 3.77 3.78 3.78 ဝန်းကျင်လောက်မှာပဲနှစ်ဖက်စလုံးကိုချိန်ညှိပြီးတော့အသုံးပြုလို့ရပါပြီခင်ဗျာတစ်ဖက်မှာလည်း 3.78 ညီပါပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ FED တွေနဲ့ဆက်သွယ်ပြီးတော့အသုံးပြုလို့ရပါပြီခင်ဗျာ inverter ခလုတ်ကိုပိတ်မယ် FED ရဲ့ဂိမ်းကုတ်တွေနဲ့ဆက်သွယ်ပြီးတော့ AC ဘို့ထွက်မထွက်စမ်းသပ်ပါမယ်ခင်ဗျာညီပြတ်သွားပါပြီ oscillator IC ကပ်ဖက်မှာ oscillator ထွက်မထွက်အားလုံးစစ်ဆေးပြီးပြီဆိုတော့ကျွန်တော်တို့ FED လေးတွေကိုကောင်းမကောင်းစစ်ဆေးပေးရပါအောင်မယ်ခင်ဗျာ FED လေးနှလုံးမှာ
oscillator ကို short ဖို့အတွက်တက်ဆင်အသုံးပြုထားတဲ့ resistor လေးတွေကိုအရင်ဖြုတ်လိုက်ပါမယ် FET ရဲ့ source ငုတ်ကနေတဆင့် oscillator ကတ်ကိုအနှုတ်ဖို့ပေးထားတဲ့ကြိုးကိုလည်းခဏဖြုတ်ပါမယ်FET လေးတွေကိုတိုင်းတာစစ်ဆေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့မီတာရဲ့ selector ကို ohm scale ရဲ့အမြောက်10 range မှာထားပါမယ်ပြီးရင်0 adjust ချိန်ပါမယ်0 adjust ချိန်ပြီးပြီဆိုလို့ရှိရင်တိုင်းတာလို့ရပါပြီ FET ရဲ့အတွင်းမှာပါဝင်တဲ့ diode ကိုတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ drain ကိုအနီလက်တံ source ကိုအနက်လက်တံနဲ့ထောက်ပြီးတော့တိုင်းမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာ diode တိုင်းတဲ့လိုမျိုးလေးမီတာလေးမှာပြလာပါတယ်အဲ့ဒါဆိုရင်အတွင်းထဲမှာရှိတဲ့ diode ကကောင်းပါတယ်ခင်ဗျာနောက်တစ်ဖက်က diode တွေတိုင်းပါမယ် drain ကိုအနီ source ကိုအနက်လက်တံနဲ့တိုင်းတဲ့အခါမှာ diode တိုင်းတဲ့အခါပြတဲ့လိုမျိုးပြပါတယ်ကြောင်းမြန်တိုင်းကြည့်ပါမယ် drain ကိုအနက်လက်တံ source ကိုအနီလက်တံနဲ့တိုင်းတဲ့အခါမှာမပြရပါဘူးเนาะမှန်ပါတယ်ဒီဘက်ကိုလည်း drain ကိုအနက်လက်တံ source ကိုအနီလက်တံနဲ့တိုင်းပြီးတော့ကြည့်လိုက်တဲ့အခါမှာမီတာမှာမပြပါဘူးအဲ့ဒါဆိုရင်အတွင်းထဲမှာရှိတဲ့ diode ကကောင်းပါတယ်ခင်ဗျာအခုတစ်ခါမှာတော့ drain source gauge 3ခုစလုံးအလုံးလုံးမလားဆိုတာကိုစမ်းမှာဖြစ်ပါတယ် source မှာအနီလက်တံ gauge ကိုအနက်လက်တံနဲ့ခဏတို့ပြီးတော့ drain ဘက်ကိုအနက်လက်တံပြောင်းကင်လိုက်တဲ့အခါမှာမီတာမှာ gauge တစ်ခုအနေနဲ့ပြလာမှာဖြစ်ပါတယ်เนาะအဲ့ဒါကိုလွတ်တဲ့လက်ကလေးနဲ့ gauge ကိုလှမ်းတို့လိုက်ရင်ပြနေတဲ့မီတာတန်လေးကပြန်ကျသွားပါလိမ့်မယ်အဲ့ဒါဆိုရင် gauge ကအဖွင့်ပိတ်ကောင်းပါတယ်နောက်တစ်လုံးကိုတိုင်းကြည့်ပါဦးမယ် source ကိုအနီလက်တံ gauge ကိုအနက်လက်တံနဲ့ထောက်ပြီးတော့ drain ဘက်ကိုအနက်လက်တံပြောင်းမယ် gauge ကပွင့်လာပါတယ်အဲ့ဒီ gauge ကိုလွတ်နေတဲ့လက်လေးနဲ့တို့ပြီးတော့ပြန်ပိတ်လိုက်ပါမယ်အဲ့ဒါဆိုရင် gauge ကပြန်ပိတ်သွားပါပြီခင်ဗျာတုံးတဲ့ FET တွေရဲ့ gain တွေညီဖို့တော့လိုအပ်ပါတယ်เนาะ FET ရဲ့ gain ကိုဖတ်မယ်ဆိုလို့ရှိရင် HFE အပြလမ်းကြောင်းကိုဖတ်မှာဖြစ်ပါတယ်1600လောက်မှာပြနေတာဖြစ်ပါတယ်ခင်ဗျာလွတ်နေတဲ့လက်ကလေးနဲ့ gain ငုတ်ကိုတို့ပြီးတော့ gain ကိုပြန်ပိတ်လိုက်ပါမယ်နောက်တစ်ဖက်ကိုတိုင်းကြည့်ပါဦးမယ်နောက်တစ်ဖက်ကိုတိုင်းကြည့်တဲ့အခါမှာလည်း1600လောက်မှာပြနေပါတယ်အဲဆိုရင်နှလုံးက gain ညီပါတယ်နော်ဒီဘက်မှာရှိတဲ့ FET နှလုံးကိုလည်း gain ဝင်မဝင်ရဲ့ gain ရဲ့ကိုတိုင်းကြည့်ပါဦးမယ် gain နေထားကတော့1600မှာပဲပြနေပါတယ် gain ကလေးကိုပြန်ပိတ်ပါမယ် gain ကိုပြန်ပိတ်ဖို့မမေ့ပါနဲ့ခင်ဗျာဒီဘက်ကတစ်လုံးထပ်တိုင်းပါမယ်1600ပါပဲခင်ဗျာ gain ကိုပြန်ပိတ်ပါမယ်ရေးကြည့်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ပတ်လမ်းမှာပါဝင်တဲ့ FET လေးလုံးရဲ့ gain ပွင့်မပွင့်ရဲ့ gain တွေရဲ့ကိုတိုင်းတာစစ်ဆေးလို့ပြီးပါပြီကျွန်တော်တို့ dropper resistor လေးတွေ oscillator dropper resistor လေးတွေကိုပြန်လည်တက်ဆင်ပြီးတော့ oscillator ကတ်နဲ့ချိတ်ဆက်ပြီးတော့စမ်းသပ်ဖို့ပဲကြာမှာတော့တယ်ခင်ဗျာFET ရဲ့ drain ငုတ်တွေကိုအပေါင်းဖို့ပေးတဲ့ coin ကြိုးလေးတွေနဲ့ FET တက်ထားတဲ့ net တိုင်လေးတွေနဲ့ကိုခဲဆော်ပေးရပါဦးမယ်ဒန်ကြိုး coin ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းခဲဆော်လို့ကတော့အဆင်မပြေပါဘူးခင်ဗျာအဲ့ဒီဒန်ကြိုး coin ရဲ့အပေါ်ကနေပြီးတော့ကျွန်တော်တို့တခြားဝါယာကြိုးကြီးချောင်းပါတဲ့ဝါယာကြိုးလေးကိုအမြင်ထုတ်ပြီးတော့အဲ့ဒီဒန်ကြိုး coin ပေါ်မှာရစ်ပတ်လိုက်ပါမယ်အဲ့လိုရပတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကင်းစုစီလေးနည်းနည်းတိုးပါမယ်အဲ့ရပတ်ထားတဲ့ဒန်ကြိုးမှာပဲခဲရင်ဆော်လိုက်ပါမယ်ပြီးမှ FET နက်ဆုပ်ထားတဲ့နက်တိုင်မှာခဲကေဆော်မှာဖြစ်ပါတယ်ခင်ဗျာ
ခုနကအော်စီလင်တာကတ်ကိုပို့ပေးတဲ့ကြိုးလေးတွေဖြုတ်ထားတာကိုပြန်လည်ပြီးတော့ခဲခေဆော်ပေးပါမယ်အော်စီလင်တာဆာကက်ကိုဘော်ဒီမှာပြန်ထိုင်မှုအတွက်နက်တိုင်လေးရဲ့ခွာပူလေးရဲ့ကိုပြန်ထည့်ပေးပါမယ်အော်စီလီတာကတ်ကနေထွက်လာတဲ့အော်စီလီတာကြိုးလေးတွေကို FVD မှာတက်ဆင်ထားတဲ့ dropper resistor လေးတွေရဲ့ထိပ်ကိုဆက်သွယ်ပေးပါမယ်ခင်ဗျာအဆက်အသွယ်များအားလုံးကိုတက်ဆင်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်နောက်ဆုံးအနေနဲ့ power supply လေးနဲ့ချိန်ပြီးတော့စမ်းသပ်ဖို့ပဲကြာပါတော့တယ်ခင်ဗျာpower supply လေးနဲ့တက်ဆင်ပြီးတော့စမ်းသပ်မှာဖြစ်ပါတယ် power supply ရဲ့ခလုတ်လေးကိုဖွင့်မယ်12 volt မှာချိန်ထားရတာပါအဲ့ဒီ power supply ကလာတဲ့ click လေးတွေကို inverter ရဲ့ battery ငုတ်တွေမှာချိန်လိုက်ပါမယ်ခင်ဗျာခုလိုမျိုးချိန်ပြီးပြီဆိုလို့ရှိရင်ကျွန်တော် inverter ခလုတ်လေးကိုဖွင့်ကြည့်ပါမယ်နော် inverter ခလုတ်လေးကိုဖွင့်ပါမယ်မိတ်ဆွေတို့မြင်ရအောင်လို့မီတာခွက်အကြီးနဲ့တက်ပြပေးထားပါတယ်မီတာခွက်အကြီးမှာပိုအား230လောက်ထွက်နေပါတယ်ဒီမီတာခွက်ကလေးတွေကတော့ပြတ်နေတာပါခင်ဗျာဒီခလုတ်ကတော့ low high ခလုတ်ပါနှိပ်လိုက်မယ်ဆိုရင် AC အထွက်နည်းသွားပါပြီ200 volt လောက်ပဲထွက်ပါတယ်ပြန်နှိပ်လိုက်မယ်ဆိုရင်230 volt လောက်ထွက်ပါတယ်ဒီမှာ inverter indicator မီးစိမ်းလေးလည်းလင်းနေပါတယ်เนาะ inverter ခလုတ်လေးပြန်ပိတ်လိုက်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကနေမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအတွက်ဘုသူတာတစုံတရာရရှိတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကို like လုပ်ခဲ့ပေးပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေတင်တဲ့အခါမိတ်ဆွေတို့စီမှာ notification လေးတွေရောက်ဖို့ဘေးကခေါင်းလောင်းပုံ bell လေးကိုနှိပ်ခဲ့ပြီးလို့လည်းရပါတယ်ခင်ဗျာအခုတခါမီတာခွက်လေးတွေလဲပြီးတော့ကျွန်တော်စမ်းသပ်ကြည့်ပါဦးမယ်မီတာမှာ12 volt ပြနေပါပြီเนาะ inverter ခလုတ်ကိုဖွင့်လိုက်ပါမယ် inverter ခလုတ်ကိုဖွင့်လိုက်တဲ့အခါ inverter indicator မီးစိမ်းလေးလည်းလင်းပါတယ် AC မီတာခွက်မှာလည်း220 volt ထွက်လာပါပြီခင်ဗျာကျွန်တော်တို့လျှက်စစ် LED မီးသီးလေးကိုစမ်းကြည့်လိုက်ပါမယ်လျှက်စစ် LED မီးသီးလေးနဲ့စမ်းကြည့်ပြီးတော့ထွန်းလို့လည်းရပါပြီခင်ဗျာအခုလိုဗီဒီယိုအဆုံးထိလေ့လာကြည့်ရှုပေးကြတဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာinverter ခလုတ်လေးကိုပိတ်လိုက်ပါမယ်12 volt ဘက်ထရီနဲ့တွဲဖက်အသုံးပြုတဲ့ inverter လေး220 volt မထွက်တဲ့ကိစ္စလေးကို service လုပ်လို့ပြီးပါပြီခင်ဗျာအခုလိုဗီဒီယိုအဆုံးထိလိုက်ပါလေးလာကြည့်ရှုပေးကြတဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေနောက်တစ်ပတ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတဲ့အချက်အလက်များရှိလို့ရှိရင် comment မှာမေးမြန်းနိုင်ပါတယ်ခင်ဗျာ